ဝန်ထမ်းဖြစ်နေပဲလို့ကိုပတ်စံပေးတဲ့သူတွေနဲ့ဆက်ဆံတဲ့ချိန်မှာဒီချက်၅ချက်လေးကိုအမြဲတမ်းမရပြီးတော့ကောင်းမွန်ဝန်ဆောင်မှုပေးပြီးတော့အားလုံးပဲမင်္ဂလာပါဒီနေ့မှာဈေးရောင်းတဲ့သူပဲဖြစ်ဖြစ် service လုပ်ပြီးတော့ပတ်စံရှာတဲ့သူတွေပဲဖြစ်ဖြစ်တယောက်နဲ့တယောက်စကားတွေပြောရတယ်ရှင်းပြရတယ်သူလိုချင်တဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ကဖြည့်ဆည်းပေးရတဲ့ပတ်စံပေးတဲ့သူက customer ကျွန်တော်တို့ကရောင်းတဲ့သူဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ကကိုယ်ပတ်စံပေးတဲ့သူကိုကောင်းကောင်းမွန်မွန်ဆက်ဆံနိုင်မှာလားလျင်အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာမယ်ကျွန်တော်တို့ customer တွေကိုကျွန်တော်တို့ကကောင်းကောင်း support ပေးတဲ့နေရာမှာသူတို့ဘာလို့တလဲဆိုတာကိုကျွန်တော်အရင်ဆုံးစဉ်းစားဖို့လိုတယ်နံပါတ်1ကသူတို့ဘာမျိုးလဲဆိုတော့အင်္ဂလိပ်လိုဆို satisfy လို့ခေါ်တာစိတ်ကြည်နက်မှုမျိုးလဲဒီစကားပုံမှာတော့ရှိသေး customer is always right လို့ပါလို့ဆိုတာလေဆိုတော့ဒီဘက်ကပစ္စည်းဝယ်ယူတဲ့သူကပတ်စံပေးပြီးတော့ပစ္စည်းဝယ်ယူတယ်ဘာဖြစ်ဖြစ် तू ကဒီပစ္စည်းကဒီနေရာမှာပဲရှိရင်တမျိုးဒါပေမဲ့ तू ကတခြားနေရာတွေမှာလည်းရှိတယ်ဒီပစ္စည်းတခြားနေရာမှာဝယ်လေရတယ်ခင်ဗျားစီကိုလာဝယ်ဖို့ကသူရဲ့ပထမဆုံးမျှော်လင့်ချက်ကပါလဲဆိုတော့အဲဒီစိတ်ကျဉ်းမှုရနိုင်လောက်တယ်ဆိုတဲ့မျှော်လင့်ချက်သူတို့မှာသိကြပါရှိတယ်ဒီကိုလာဝယ်တယ်စိတ်ကြည်ကြည်နက်နက်ဝန်ဆောင်မှုမပေးရင်ဘာဖြစ်မလဲဆိုတော့နံပါတ်1ကအဲ့ဒီစီမရောင်းနိုင်ဘူးဒီပစ္စည်းကခင်ဗျားစီမှာပဲရှိလို့လာဝယ်ရတယ်ဆိုရင်တော့မှပဲစိတ်ကြည်ကြည်နက်နက်ဝယ်ရတာမျိုးဖြစ်ရင်ခင်ဗျားကအမျက်စွန်းပါထက်ရလဲဆိုတော့နံပါတ်1ကဒီပစ္စည်းရောင်းလိုက်ရသည့်အတွက် profit ကိုခင်ဗျားသိကြဖို့ရတယ်ဗျာနံပါတ်2 profit ကဘာရှိတယ်ဆိုတော့ဒီလူကစိတ်ကြည်နက်မှုရသွားခဲ့ရင်သူ့စီကနေနှွယ်ပြီးတော့တခြားလူတွေကိုညှိုးပေးတာပဲဖြစ်ဖြစ်သူ့ business ကြီးကအကြီးမို့လို့နောက်တစ်ချိန်ထပ်ခါတလဲလဲလာပြီးတော့အားပေးတာမျိုးပဲဖြစ်ဖြစ်ဒါမျိုး profit ရတယ် customer စိတ်ကြည်နက်မှုရအောင်လုပ်ဖို့ကအရန်ရည်ကြီးတယ်နံပါတ်1 profit လည်းရမယ်နံပါတ်2 profit လည်းရအောင်ကြိုးစားပြီးတော့ customer ကိုစိတ်ကြည်နက်မှုမဖြစ်အောင်ပေးဖို့လိုတယ်နောက်နံပါတ်2ချက်ကဘာလဲဆိုတော့ဈေးဝယ်ဖို့ပဲဖြစ်ဖြစ်တခုလူဦးရောက်စီသွားလိုက်တယ်ဆိုလို့ရှိရင်ကိုကြီးမင်္ဂလာပါကြောက်ပါဘာလို့ခြင်းလို့လဲဆိုပြီးတော့နှုတ်ဆက်တဲ့သူနဲ့ဟိုဆမလာလဲရုပ်တည်နေနေတဲ့သူနဲ့ဘယ်သူ့ပို့ပြီးတော့ဟိုဖြစ်မလဲပေါ့နော်ဈေးဝယ်တဲ့သူတွေရဲ့မျှော်လင့်ချက်ထဲမှာလည်းသူကပါတယ် welcome ဖြစ်တာပေါ့နော်အဲဆိုတော့ဒီချက်ကလည်းတကယ်အရေးကြီးတယ်ကျွန်တော်တို့ဈေးဝယ်သူတွေကိုတွေ့တာနဲ့လေးလေးစားစားနှုတ်ဆက်ပြီးတော့ဆက်ဆံရေးပြီးစောက်ထားဖို့လိုတယ်နောက်တစ်ချက်ကဈေးဝယ်သူတွေကဘာတွေမျှော်လင့်